Rashford အတွက်အချက်ပေးခေါင်းလောင်းတန်ဖြစ်လာတဲ့ United ဘယ်ချန်တိုက်စစ်နေရပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ Red Revival Channel ကနေကြိုဆိုလိုက်ပါရစေ။ AC Milan တင်တဲ့ကစားခဲ့တဲ့ရာသီကျော်ခြေစမ်းပွဲစဉ်မှာတော့ United ပရိသတ်တွေရဲ့မျက်လုံးတွေကိုအဖမ်းစားနိုင်ဆုံးကစားသမားကလူငယ်လေး Patrick Dorgu ပဲဖြစ်ပါတယ်။ဒီဘက်မှာသူ့ရဲ့ခြေစွမ်းကတကယ်ကိုချွင်းချက်မရှိတောက်ပခဲ့ပြီးအသင်းအတွက်ဒုတိယမြောက်သွင်းကိုလှလှပပသွင်းယူပေးနိုင်ခဲ့ပါတယ်။တိုက်စစ်ပိုင်းမှာပြိုင်ဘက်ကိုအဆက်မပြတ်အန်ဒရပေးနိုင်စွမ်းရှိနေတယ်လို့လိုအပ်တဲ့အချိန်တွေမှာခံစစ်ပိုင်းထိပါတက်ကြွစွာကူညီပေးခဲ့တာကြောင့်ဒီပြမက်ကယ်ကာရီရဲ့အပြေးအဝယုံကြည်မှုကိုအခိုင်အမာသိမ်းပိုက်သွားနိုင်ခဲ့ပါပြီ။ဒီလိုအမခန်းခြေစွမ်းပြသလိုက်ခြင်းက United ရဲ့ဘယ်ချန်တိုက်စစ်နေရာမှာပြန်ကစားမဲ့ Marcus Rashford အတွက်တော့ကြီးမားတဲ့ချိန်ချောက်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ Rashford အနေနဲ့အသင်းရဲ့လူစင်းတွေကိုပြန်လည်ပါဝင်လာတဲ့အခါမှာတော့အရင်လိုပွဲထွက်ခွင့်ကိုအလွယ်တကူရနိုင်တော့မှာမဟုတ်ပဲလူငယ်လေးတော့ခုနဲ့အကျိန်နဲ့နေရာလူဖို့ပြင်းပြင်းထန်ထန်ရုန်းကန်ရတော့မှအသေးကြပါပြီ။အရန်ကုန်မှာထိုင်ရမယ့်ရေးက Rashford ကို6လက်နေပြီလို့တောင်ဆိုနိုင်ပါတယ်။ပုံမှန်လင်းသုံးသပ်ရရင်တော့အသင်းရဲ့အဓိကကစားသမားတစ်ယောက်တောင်မှပွဲထွက်ခွင့်အတွက်အာမခံချက်မရှိတော့ဘူးဆိုတဲ့အနေထားက United အသင်းတွင်းကအားကောင်းတဲ့ပြိုင်ဆိုင်မှုတွေပြင်းထန်လာတာကိုမိမောင်းထိုးပြနေတာပါ။လူငယ်သားမတစ်ယောက်ရဲ့မဆုံးမနစ်ကြိုးစားအားထုတ်မှုနဲ့တောင်တိုးတိုးတက်လာတဲ့ခြေစွမ်းတွေကအသင်းကိုပို့ပြီးတော့သွေးသက်လောင်းပေးလိုက်တယ်လို့အသက်ဝင်လာစေပါတယ်။နာမည်ကြီးတော့ထက်အကွင်းထဲမှာတကယ်ခြေစွမ်းပြနေတဲ့သူကသာပွဲထွက်ခွင့်ရမယ်ဆိုတဲ့အလေးထားကောင်းမျိုးအသင်းမှာရှင်တန်လာခြင်းက United ရဲ့ရှေ့ဆက်မဲ့ရာသီသစ်ခရီးစဉ်အတွက်တော့အကောင်းဆုံးနဲ့အားတက်စရာအကောင်းဆုံးလက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။